ကိုအန်းတုံမှာကျွန်တော်ကဒီအထက်ကျွန်တော်ဒီဝါတရားမှာအထက်စုစက်ရုံထောင်ထားပါတယ်လူဦးရေက1000ရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီရှန်ဟိုင်းcorporate ကြီးအရန်အောင်မြင်တဲ့တတိတယောက်ရဲ့ BSO လည်းဖြစ်ပါတယ်ပြည်တွင်းမှာဆိုရင်ဒီတက်ခိတ်အားကစားစိတ်ဝင်စားတဲ့လူဆိုကျွန်တော်သိကြပါတယ်ကျွန်တော်ကဒီ ANS နဲ့ 3MA founder လည်းဖြစ်ပါတယ်တင်တန်းလာတာကျွန်တော်ဆရာကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်နည်းနည်းလေး share ခွင့်ပေးပြစေဗျကျွန်တော်ကဒီလုပ်ငန်းရှင်ဆိုတော့လေကျွန်တော်အရက်တောက်လို့ရှိရင်လဲကျွန်တော်ကအကျိုးရှိတဲ့ဟာပဲကျွန်တော်စကားပြောတယ်ဟဲ့လားအပြင်တောင်းလို့ရှိရင်လဲဘာဂွင်ရနိုင်မလဲဆိုတာပဲကျွန်တော်အဲ့ဒါပဲအဲကြောင့်ဒီတင်တန်းလာလို့ရှိရင်ကျွန်တော်ဘာရနိုင်မလဲဆိုတာပဲကျွန်တော်တောက်လျှောက်စဉ်းစားပြီးမှဝင်ခဲ့တာဒီနေ့တော့ကျွန်တော်ဆရာပြောတာကျွန်တော်စိတ်ကိုအရင်ထိသွားတဲ့တစ်ချက်ကကျွန်တော်တို့ငယ်ငယ်တုန်းကမပြေဆုံးတဲ့လူတွေကသူများတဲ့အများကြီးစူးစမ်းဖို့လိုတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီမိုးကုံမျိုးကနေမှလွန်ခဲ့တဲ့23နှစ်ရင်ဒီကိုဆင်းလာတာကျွန်တော်ကဆယ်တန်းဖြည့်ပြီးမှဆင်းလာတာပါအစစ်ကြော်လာတဲ့အချိန်မှာကျွန်တော်ကအများကြီးကြော်ဖြတ်ရင်မှယနေ့အချိန်ကြီးရောက်လာတော့ကျွန်တော်ကဘာတစ်ခုတိလာတယ်ဆိုတော့လုံနိုင်တယ်ဒါပေမဲ့တစ်ခုလိုနေတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ပထမဆုံးနေ့ရေးလိုက်တဲ့စာအုပ်ဖုန်းထဲမှာရေးလိုက်တဲ့ insight transformation ကျွန်တော်အတွင်းပိုင်းပေါ့ကျွန်တော်ပြုပြင်ပြောင်းလဲမဲ့အချက်ပေါ့နောက်တစ်ခုကကျတော့ more confidence in myself ကျွန်တော်ကိုယ့်ကိုပိုပြီး confidence ရှိတာမျိုးပေါ့ဒါတော်တော်များများလုံနိုင်တယ်ဒါပေမဲ့ကြောက်နေတယ်လို့ဖြစ်တယ်တဲ့လားကိုစဝေးစွာဖြစ်တယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကျတော့ discipline ကျွန်တော်မှမရှိစွာ discipline ပဲပတ်စံနည်းနည်းရှာရပြီဆိုရင်တာယာနေပြီအဲ့မျိုးလေပုံမှန်လုပ်နေကြမလုပ်တော့ဘူးတစ်ခုရလာပြီဆိုလို့ရှိရင်လေမျောနေတယ်အဲ့ဒါကြောင့်ကျွန်တော်လိုချင်တဲ့ဟာအဲ့ဒါလေးဒါပေမဲ့ဒီနေ့ကျတော့ကျွန်တော်သိလိုက်ကျွန်တော်အဲ့ထက်အများကြီးမကရသွားပါတယ်အဲ့ဒါပြောရင်းနဲ့ကျေးဇူးတင်ပါတယ်